ကျွန်တော်မျိုးလေး YouTube channel ကနေအားလုံးပဲမင်္ဂလာပါကျွန်တော်မျိုးလေး YouTube channel ကို like and subscribe လုပ်ပေးတော့ပါဦးညတော့ subscribe နဲ့ပေါ်ပြီးဝဲဦးနော်ကျွန်တော်ပေါ် subscribe ကတလုံးတွင်100အပြည့်စားလို့ပေါက်တာပေါ့နော်အဲမှာကျွန်တော်မှတ်မိရတော့ကွက်တိပဲလေဘာလို့လဲကျွန်တော်ထင်တာတော့နော်ကျွန်တော်ကဒီအချိန်မို့15မိနစ်မှာဟိုအဆုံးဖြတ်ပေးမယ်ထင်တာပေါ့နော်နီးတော့နီးစက်တယ်ပဲဘာလို့လဲဆိုတော့မိနစ်60ပြည့်လို့10မိနစ်လောက်မှဟိုနာကျင်ချိန်ပုံမှထည့်သွားတာဆိုတော့အသေးကွဲသွားတာအဲ့လိုပဲပြောရတော့မှာဒီထိန်းခံလိုက်တော့ဘာပြောမှမဟုတ်လို့ကျွန်တော်ပြောတာအဲ့ဒါကျွန်တော်ဇုံကွက်တွေဗျာဘော်လေးရမယ်ကိုပေါင်းလေးရဒီအမေရိကန်ပွဲကြတော့ကျွန်တော်ကလွဲတာပဲအမေရိကန်ကကျွန်တော်အိမ်ငွေအားလဲဖြစ်တယ်ဗျာလူစုဖို့မဟုတ်အားလဲဘယ်ဂျီယန်တာကြီးတာသူလုံးဝခံမတိုက်တော့ပဲဟိုပြန်ပြီးတော့မတိုက်တော့ဘူးပဲကျွန်တော်ထင်တာဗျာပိတ်ဆော့မယ်ဗျာသူ6ကိုတင်မယ်ဟိုဂိုးမသွင်းကျွန်တော်ပနာတီအချိန်ကိုသူဆွဲခေါ်ပြီးကန်ကျွန်တော်တွေးရတာအဲ့လိုမျိုးပဲလူစုဖွဲ့မှုကကျတော့ဘလုံးမရှင်လို့မရအဲ့ကြောင့်မလို့ကျွန်တော်လည်းဘယ်ဂျီယန်သွင်းလဲကျွန်တော်1-0 2-1ကျွန်တော်အဲ့လောက်နဲ့ပဲပြတ်မယ်ထင်တာပေါ့နော်အကိုပေါင်းကြည့်ရတယ်ပါတယ်မစားပေါက်တော့တဲပေါက်တယ်ပွဲနားနီးတော့မှဟိုရွက်စရာတောင်ထပ်ပေါက်တယ်အမေရိကန်ကတော့ပြား20 30လောက်ထပ်ပေါက်လိုက်ပြီအဲ့လိုမျိုးခွက်တွေဖြောအဲ့ပွဲလဲကျွန်တော်ကဘယ်ဂျီယန်ဘော်လီပဲရတယ်ကိုအောင်တော့ကျွန်တော်ကြွအဲ့တော့ကျွန်တော်ဒီနောက်ဟိုအီဂျစ်နဲ့ဆွစ်ဇာလန်ပွဲနှစ်ပွဲကိုကိုဘောခံမှန်းပေးမယ်ကိုအောင်လည်းခံမှန်းပေးမယ်ပြီးလို့ရှိရင်ဘော်လီလက်ခံမှန်းပေးမယ်ပေါ့နော်မိသူတို့စိုက်နေတဲ့ပွဲတွေကိုစော့စကားနေပါပြီးတော့ကဟိုချန်ပီယံလိခြေစစ်ပွဲတွေပေါ့နော်ယူဘာလိခြေစစ်ပွဲတွေယူဘာကွန်ဖရင့်ခြေစစ်ပွဲတွေအဲ့တော့ဒီကကန်ဖို့ရှိတယ်အဲ့ကောင်ကျွန်တော်ဟိုပေါက်ကြီးတွေအချိုချောင်လေးတွေတွေ့ထားလို့ပေါ့နော်အဲ့နှစ်ပွဲတော့ကျွန်တော်ပြောပေးမှာပေါ့နော်ဟိုမနက်ဖြန်ကြားလို့ရှိရင်လည်းအဲ့ယူဘာကွန်ဖရင့်တွေယူဘာလိတွေချန်ပီယံလိခြေစစ်ပွဲတွေပေါ့နော်ပထမအကျော်ရှုံးထုတ်ပွဲစဉ်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်ပွဲတိုင်းပေးတာမဟုတ်ဗျဒီပွဲကျွန်တော်အောင်လောက်မဲ့ပွဲတွေပေါ့တယ်နော်အပေါ်ကြီးပဲနိုင်အောက်ကြီးပဲနိုင်ဟိုဂျင်းမမှန်တဲ့ပုံစံမျိုးတွေပေးရတဲ့ပွဲတွေကျွန်တော်တွေးလို့ရှိရင်ကျွန်တော်အဲ့လိုထည့်ပေးလိုက်ပြီပေါ့ဗျနော်အဲ့ဒါဆိုလို့ကြီးအောင်ဖို့များပါအဲ့ဒါလေးလည်းကြိုပြောတာပေါ့နောက်ဆိုအဲ့ပွဲတွေမှာပေးလို့ရှိရင်တင်ပြလည်းမရှိဘူးလေအဲ့မရှိတော့အဆင်ပြေလို့ရှိရင်ဆော့စကားတိုင်းလေနော်အဲ့တော့ကျွန်တော်အဲ့ပွဲတွေခမန်းသုံးသပ်ပေးမယ်ပေါ့နော်အဲ့ကျွန်တော်စရရဟိုအာဂျင်တီးနားနဲ့အီဂျစ်ပွဲအာဂျင်တီးနားတလုံးသွင်း65ပြအရှုံးပေးတာဂိုးပေါင်းကြီးကိုနှလုံး84ပြပေးတာဒီ body ကြီးနဲ့ဂိုးပေါင်းကြီးနဲ့တွဲကြည့်မယ်ဆိုဟိုမပြဘူးလို့ပဲပြောရမယ်ညီကိုလို့ဘာလို့ကိတ်ပါဒီဆုံးကတော့ကျွန်တော်တို့ပေးရတာနှလုံး30အရှုံးပေးရတော့နော်ဒီအီဂျစ်ကြတော့လေသူကတလုံးသွင်း60အရှုံးတော့ပဲဖြစ်ကြည့်ရပြောမလို့များတယ်ဗျာအဲ့တော့အတင်းဟိုဘက်ကလည်းတားကြီးညံ့နေတယ်ပါမပါဘူးရဲ့အီဂျစ်ကလည်းနောက်ဆုံးကလည်း3ပွဲသူအီဂျစ်အီရန်1-1အီဂျစ်အော်စတြေးလျ1-1အီဂျစ်နယူးဇီလန်1-3အဲ့ဒီပွဲပဲတော့9ပေါ်ကျန်တဲ့ပွဲတွေကိုဒီကျန်တဲ့ပွဲတိုင်းကိုအီဂျစ်က9ရ3ပွဲလုံး9သွင်းအာဂျင်တီးနားကိုပြန်ကြည့်ရစေအာဂျင်တီးနားကိတ်ပေါ်ဒီကိတ်ပါဒီ3-2အာဂျင်တီးနားဂျော်ဒန်3-1အာဂျင်တီးနားဩစတြေးလျ2-0အဲ့နောက်ဆုံး3ပွဲမှာဆိုအာဂျင်တီးနား3ပွဲလုံးမှာ2ပွဲတော့ဒီဂိုးပေးတာပြီးတော့2ပွဲ9ပေါ်2ပွဲ9ပေါ်2ပွဲ9ပေးတာအဲ့လိုဖြစ်နေတဲ့ဟာကိုပေးလဲပေးဖို့ရှိတယ်တွဲလဲကိုကရှိတယ်အဲ့တော့ဒီနှလုံးကို84ပြဖောက်ထားတာတော့ဒီမှာ body ကြီးက160အရှုံးလို့ပေးတာပြီးတော့ဒီအနေလေးတော့3လောက်တော့ပေါ့နော်3လုံးသွင်း20စား3လုံးသွင်း30စားဒါမှမဟုတ်လေ3လုံးသွင်း10အနှုတ်3လုံးသွင်း20အနှုတ်အဲ့လိုမျိုးပေါက်ရမယ်ချီကိုသူကဒီ body ချင်းနဲ့ဒီဂိုးပေါင်းချင်းနဲ့မမျှဘူးလို့ကျွန်တော်ထင်တွေးမိတာပေါ့နော်အဲ့တော့ကျွန်တော်ဒီညတော့အီဂျစ်ကလည်းဂိုးသွင်းမှာပဲဒီလိုပုံစံမျိုးနဲ့ဆိုအာဂျင်တီးနားဂိုးတော့ပေးရလိမ့်မှာအာဂျင်တီးနားအောက်ချင်မှာတော့အောက်ပါဗျာကျွန်တော်အတွေးမြင်ရတော့ဒီညတော့ဘော်လီဆိုလို့ရှိရင်တော့ကျွန်တော်အာဂျင်တီးနားကိုကြိုက်တယ်ဘော်လီဆိုတော့သူတလုံးတော့မဖြစ်မနေသွင်းပါဗျာကျွန်တော်60အရှုံးခံပြီးကျွန်တော်ရိုက်ရမှာဗျာနှလုံးသွင်းတယ်သွင်းသွားပါဘောနော်ကျွန်တော်60အရှုံးခံပြီးတော့ကျွန်တော်အာဂျင်တီးနားနေကြည့်ချင်တယ်ဘော်လီဆိုလို့ရှိရင်ဂိုးပေါင်းဆိုလို့ရှိရင်တော့ဂိုးဘော်လေကျွန်တော်ကြိုက်တယ်ဒီညဘာလို့လဲဆိုတော့အာဂျင်တီးနားနှလုံးသွင်းမယ်ဗျာအီဂျစ်ကလည်းမဖြစ်မနေတကိုးလောက်တော့သွင်းမှာကျွန်တော်အနှိမ့်ဆုံးဒီပွဲကိုဟို2-1
2-0 3-1အဲ့လိုတော့ကျွန်တော်ခံမှန်းမိ2-0ကတော့မဖြစ်နိုင်ဘူးအာဂျင်တီးနားဂိုးကိုပေးရမယ်2-1ဖြစ်ဖို့တော့များတယ်2-1ဖြစ်ကျွန်တော်တစ်ဝက်ရှုံးမယ်ဘောဂိုးပေါင်းကြီးကိုကျွန်တော်အပြည့်ရအဲ့လိုမျိုးပေါ့နော်ဟိုဂိုးကြောက်သွားတော့ကျွန်တော်မပြောတော့1-0ဆိုတော့ကျွန်တော်ကဘော်ဒီကြီးတစ်ဝက်ရှုံးမယ်ဂိုးပေါင်းကြီးကိုအပြည့်ရှုံးမယ်ပေါ့အဲ့တော့ကျွန်တော်ဒီညတော့ကိုကျွန်တော်ရွေးလိုက်တာတော့ဟိုအာဂျင်တီးနားဂိုးပေါ့မမတို့ကျွန်တော်က2-0တို့နှလုံးရှုံးလို့ပေါက်တယ်ကျွန်တော်အီဂျစ်ကနေပါဗျအဲ့ဘက်ကိုကတလုံးတွေ့ကျွန်တော်ကဟို65ပြပဲရှုံးမယ်ဆိုတဲ့အတွက်ကြောင့်တလုံးတွေ့ကျွန်တော်65ပြပဲရှုံးပါဗျအာဂျင်တီးနားတလုံးမှမသွင်းတော့မဖြစ်နိုင်ပါအဲ့တော့ကျွန်တော်ဒီညအာဂျင်တီးနားဂိုးပေါ့ကြိုက်မိတယ်စုံပေါ့နော်အဲ့ဒီပွဲရှိမယ်ပြီးလို့ရှိရင်ဆွစ်ဇာလန်နဲ့ကိုလံဘီအဲ့တော့ကိုလံဘီယာပေါက်တာ level ကို52ပြပေါက်တာပေါ့နော်ပြီးလို့ရှိရင်ဂိုးပေါင်းချီကိုနှလုံး30အဲ့တော့ကျွန်တော်ဒီကိုလံဘီယာဂါနာ1-0ကိုလံဘီယာပေါ်တူဂီ0-0ကိုလံဘီယာဥဇဘက်ကစတန်ပေါ့အကောင်3-0နဲ့ကန်တာအဲ့နောက်ဆုံး3ပွဲမှာဆိုရင်ပေးကိုဂိုးမှမရှိဘူးနောက်ဆုံး3ပွဲမှာဆိုအဲ့ဆွစ်ဇာလန်2-1ကနေဒါနဲ့ဆွစ်ဇာလန်အဂျီယာ2-1ဆွစ်ဇာလန်ကာတာ1-1ကိုလံဘီယာ2ပွဲ9အောက်1ပွဲ9ပေါ်ဟိုကောင်2ပွဲ9ပေါ်1ပွဲ9အောက်အဲ့လိုဒီဆွစ်ဇာလန်တော့ခံစစ်မကောင်းဒီကိုလံဘီယာတော့ခံစစ်ကောင်းတယ်အဲ့တော့ကြေးရလဲပေးရတာကိုလံဘီယာပေးရတာဖြစ်သည့်အတွက်ကိုကျွန်တော်ကတော့ဒီညတော့ဆွစ်ဇာလန်ဂိုးလဲသွင်းတယ်ဂိုးလဲပေးတယ်အဲ့တော့ဖြစ်ချင်ဖြစ်ပြန်ကျွန်တော်ဒီဘက်ကိုကျွန်တော်ဂိုးပေါ်ခံမှန်းပေးလိုက်မယ်အဲ့ဒီကိုလံဘီယာဘော်ဒီကိုကျွန်တော်မကြိုက်ဘူးဘော်ဒီကကြေးရပါတယ်တော်ကောင်းမှလားကောင်းမှာကျွန်တော်ကိုလံဘီယာကိုဘော်ဒီကြေးမကြိုက်ဘူးကျွန်တော်ဂိုးပေါင်းကြေးပဲကြိုက်အဲ့တော့ကျွန်တော်ဂိုးပေါင်းပေါ်ပေးလိုက်မယ်ကိုလံဘီယာကိုပြီးလို့ရှိရင်အာဂျင်တီးနားဘော်ဒီအာဂျင်တီးနားဂိုးပေါ်အဲ့ဒါ3ဝက်ပေါ့နော်အဲ့ဒါကျွန်တော်ပထမ6ဝက်ပေးမယ်လို့ပြောတာဒါပေမဲ့ကျွန်တော်အဲ့ကိုလံဘီယာကိုကျွန်တော်မကြိုက်ဘူးအဲ့ကြောင့်မလို့ကြိုက်တယ်ဆိုတာဟိုအသင်းကိုကြိုက်တယ်ဒါပေမဲ့ပေါက်ကြီးကိုမကြိုက်ဘူးအမှန်ဒဲဟိုဘက်ကများပြား20 30လောက်ပေးလိုက်လို့ရှိရင်ကျွန်တော်ကိုလံဘီယာကျွန်တော်ရိုက်မိမှာဘာလို့တော့ဟိုဘက်ကကိုလံဘီယာအခု50နှစ်ရှုံးဆိုတော့ကိုလံဘီယာပြီးတော့ကျွန်တော်များတယ်လို့ကျွန်တော်ခံစားရတယ်အဲကြောင့်ကျွန်တော်50အရှုံးခံပြီးတော့ဒီအာဂျင်တီးနားလို့မျိုးမရိုက်ရဲဘူးသူအဲ့ဒါကြောင့်ကျွန်တော်ဂိုးပေါ်ပဲရွှေ့ပေးလိုက်တော့နော်နှစ်ဖက်လုံးကဂိုးသွင်းအားလည်းရှိအဲ့တော့ကျွန်တော်ကနောက်ထပ်ပွဲကိုစလိုက်ချန်ပီယံလိတွေခြေစစ်ပွဲပေါ့နော်ခြေဆန်းပွဲကိုရှုံးထွက်အဆင့်လို့သူအဲ့ပြိုင်ပွဲတွေကိုဝင်ပြိုင်ရမှုခြေဆန်းပွဲကန်လာပေါ့နော်အဲ့ဒီပွဲနှစ်ပွဲရှိတယ်ပေါ့အဲ့နှစ်ပွဲကကြေးလေးတွေကမူမမှန်တာလေးတွေကျွန်တော်တွေ့နေလို့ကျွန်တော်ကြေးတွေကိုအပွဲတွေတော့အများကြီးပဲပေါ့ဗျာဒါပေမဲ့အဲ့ဒီမှာကျွန်တော်အကြိုက်ဆုံးပွဲနှစ်ပွဲကိုကျွန်တော်ထုတ်ထားတာပေါ့နော်အဲ့ဒီအတင်းလေးကျွန်တော်ပြောပြပြီးတော့ဘယ်ဘက်ကနေလဲဆိုတော့မိတ်ဆွေတို့ဟိုအဆင်ပြေပဲဆိုတော့ဆော့စကားလို့ရတာပေါ့အဆင်မပြေတော့မစကားနဲ့ဘာမှမဖြစ်ဘူးကျွန်တော်အတင်းပြောလို့အတင်းနဲ့မလေးပိုင်းလဲဟိုနားလည်းပဲပေါ့နော်သူကတိုဖီယိုရဲ့သူကလန်ရက်ဖတ်တယ်လာနေလို့လည်းဖတ်တယ်အတန်တော့ကနော်အဲ့ဒါကိုသူကလာနေရတွေပေးရတာတလုံးသွင်း60ရှုံးအဲ့တော့ဒီကကိုစကိုးထဲမှာပြလာတော့အင်္ဂလိပ်ကိုမရှိဘူးဆိုတဲ့ပုံစံမျိုးပြလာတာကျွန်တော်တွေးမရတော့ဘူးနော်ဒါပေမဲ့ပေါက်ကြီးပေးရသူကမှားနေတာပဲမမဆိုတေဖီယိုရစကားကောင်းတာစကားကွက်ကောင်းတယ်ပြီးတော့ရှုံးပွဲလည်းတိတ်မရှိဘူးပြောမှဆိုလာနေရတော့လည်းနှိပ်သေးတယ်ပဲကြည့်ဖွင့်ထားတဲ့ပုံစံရလာနေရနှိပ်တယ်အသေးစူပွဲမှုအားတွေဒါပေမဲ့ပေးရတော့လာနေရ160အရှုံးတော့ဖောက်တာအဲ့လိုမျိုးအပွဲတွေရှိတယ်တော်တော်များများအဲ့ဒီကြေးဖွင့်လို့ရှိရင်ဂျားညက်ပြီးပါလာတဲ့ပွဲတွေရှိတယ်မခိုင်လေးသားလှုပ်ပြီးအောက်ကနေပေးတာအဲ့တော့ကျွန်တော်တို့ဒီပွဲကိုတေဖီယိုရမယ်ကျွန်တော်ရိုက်လိုက်တော့တေဖီယိုအကောင်တော်ရီပြီးရင်ကာလန်ဗစ်နဲ့အဒက်ပစ်ဆန်ပေးရမဟုတ်ဒီကာတန်ဗစ်ကတလုံးသွင်း20အရှုံးပေးတာအဲ့ဒါလေကာတန်ဗစ်ကခြေစွမ်းနည်းနည်းညံ့တယ်သူကမ
ပေးလို့ရှိရင်ဝိုင်းဟိုတလုံးဝမ်းလေးလောက်ပေးတော့ကျွန်တော်ဘာမှပြောမလို့ဘူးနော်ဟိုတလုံးပေး20ရှုံးကတော့တော်ပြောင်းသလိုနောက်သလိုလာလုံနေအဲ့မှာတော့ကျွန်တော်ကတော့ဟိုမိတ်ဆွေတို့ပြောတာမဟုတ်ကျွန်တော်အရှုံးခံပြီးကျွန်တော်ကြိတ်ပါဖြစ်ချင်ဖြစ်ပါစေအဲ့မှာတော့တော်ဘလို့ပဲဘလို့ကြောင့်မဲတော့လူနာတာပဲဖြစ်ဖြစ်ဘလို့ကြောင့်မဖြစ်ဖြစ်လက်ရှိခြေစမ်းကတော့ဒီအာတက်ဘစ်စတာတော့သူကတာသေးတယ်အဲ့ဒါကိုသူကလာပြီးတော့တလုံးသွင်း20ရှုံးလာပေါ့အဲ့ဒါမျိုးတော့ကျွန်တော်လောကလက်မခံနိုင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်အောက်တွေပဲရိုက်ပြီးပါအဲ့နှစ်ပွဲအဲ့ညီကိုတို့လည်းအဆင်ပြေမယ်ဆိုစောစကားလို့ရတယ်ပေါ့နော်ကျွန်တော်လည်းဟိုကျွန်တော် channel ကိုလူကြည့်မရအောင် like subscribe လေးလည်းလုပ်ပေးသွားပါဦးပေါ့နော်ဟိုတကယ်ချင်းနေရှိလို့ရှိရင်လည်းဒီ channel ကိုလမ်းညွှန်ပေးပါဦးနောက်နေ့တွေဆိုလို့ရှိရင်လည်းဒီ Hawk final မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော် Europa လေး conference လေး champion လေးတွေဟိုခြေစမ်းပွဲတွေကျွန်တော်လာပြီးတော့ပေါက်ကျင်းတဲ့တော့ခံမှန်းပေးပဲပေါ့နော်ဒီလိုပုံနေမသိဘူးအသေးလေးရှာလို့ခတ်နေရဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုပေါ်မှာကျွန်တော်အဲ့ပုံလေးကျွန်တော်တင်ပေးရတယ်ပေါ့နော်မိတ်ကလေး screen shot ပဲရိုက်ဒါမှမဟုတ်ဟိုဗီဒီယိုထောက်ပြီးတော့စလုံးမှတ်ပြီးတော့သွားရှာလို့ရတယ်ပေါ့နော်အားလေးလည်းပြောချင်ပါတယ်ကျွန်တော်လည်း like subscribe လုပ်ဖို့ကူညီပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်